စူးစမ်းတဲ့သူတိုင်းအောင်မြင်ဘူးဗျအောင်မြင်တဲ့လူတိုင်းစူးစမ်းကောင်းစူးစမ်းနေလေဒါပေမဲ့စူးစမ်းပြီးတော့အလုပ်တွေအရန်လှုပ်ပြီးတော့မအောင်မြင်သွားတဲ့သူတွေအများကြီးရှိတယ်နောက်တစ်ခုကကျတော့နီးလန်းမှန်ရင်တော့မှစူးစမ်းတယ် plus နီးလန်းမှန်တယ်ဆိုရင်တော့တိုင်ပတ်နေတဲ့လူတွေအများကြီးကျွန်တော်တွေ့ဘူးပဲအဲ့တော့အရေးကြီးတဲ့ factor တစ်ခုရှိတယ်အဲ့တော့ကျွန်တော်ဗီဒီယိုပြီးကနေမှပြပြမယ်ရင်တော့အဲ့ဒါမပြောခင် example story လေးတစ်ခုပြပြမယ်ဆိုတော့ကျွန်တော်အတိတယောက်ရှိတယ်အရင်ကြီးတော့မမြင်နေဘူးဒါပေမဲ့အတိသူက business ကို၄-၅ခုလောက်လုပ်ဘူးတယ်သူ့ရဲ့ definition ရဆိုတခုမှမအောင်မြင်ဘူးလို့ပြောလို့ရတာပေါ့နော်ဘာလို့မအောင်မြင်တာလဲဆိုတော့ तू လုပ်ငန်းလုပ်တိုင်းမှာ तू ဒီတိန်းကိုရာခဏန်းနဲ့ရတယ်ရာခဏန်းဆိုတာ100ဝန်းကျင်လောက်ပါပဲအရင်အများကြီးတော့မဟုတ်စက္ကန့်နဲ့နေရာခဏန်းကြာရတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ definition ရတော့အောင်မြင်နေတာမဟုတ်ဘာလို့တကယ်တမ်းအောင်မြင်နေတဲ့လူဆိုတာအနည်းဆုံးတော့မြန်မာနိုင်ငံမှာဟာလာလုပ်ငန်းရှင်ဆိုတာတိန်းကိုထောင်နဲ့ချီဝင်နေမှာအောင်မြင်တာလေအဲ့တော့သူကမအောင်မြင်နေဘူးလို့သူကသတ်မှတ်တယ်အဲ့တော့ကြည့်လိုက်တယ်လေးလာကြည့်လိုက်တယ်သူ့ရဲ့စူးစမ်းမှုကပြဿနာမဟုတ်ဘူးသူ့လောက်စူးစမ်းတဲ့လူဒါတော်တော်ရှားတယ်နောက်တစ်ခုကသူ့ရဲ့လုံနီးလုံဟန်တွေကလည်းမှန်တယ်သူလိုအပ်တဲ့တင်တန်းတွေတက်တာတွေလည်းရှိတယ်နောက်ဝေါ်တွေလည်းကောင်းတယ်လှုပ်တာလည်းစစ်ဆက်တယ်စနစ်လည်းကြားတယ်ဒါပေမဲ့သူလိုချင်တဲ့ target ကိုဘလို့မှမရောက်နိုင်ဘူးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့နောက်ဆုံးတစ်နှစ်လည်းရောက်ကောလွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်အဲ့ချိန်ရောက်တဲ့ခါကျတော့သူလုပ်ငန်းတစ်ခုနဲ့သူတစ်လောက်400-500လောက်စဝင်လာတယ်ဆိုတော့အဲ့ချိန်ကျမှသူကသူစိတ်အေးနိုင်တာပေါ့နော်သူလိုချင်တဲ့ target ကိုရောက်ပြီပေါ့ဆိုဟုတ်ပြီအဲ့တော့ဘယ်ဟာကအကြီးမားဆုံးပြောင်းလဲမှုဖြစ်သွားတာလဲဘယ်ဟာပြဿနာလဲအဲ့ဒါအဲ့မိတ်ဆွေတယောက်တည်းမှာပဲကျွန်တော်တွေ့ရတာမဟုတ်ချို့မိတ်ဆွေတွေမှာလည်းကျွန်တော်တွေ့ရတယ်တကယ်တမ်းစနစ်တကျလုပ်နေတဲ့လူတွေကိုကျွန်တော်တွေ့ရတယ်တကယ်တမ်းစူးစမ်းနေတဲ့သူတွေတကယ်တမ်းဟလာစေတနာရှိနဲ့ business ကိုဖန်တီးတည်ဆောက်နေတဲ့လူတွေတွေ့တယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အကြီးဆုံးပြဿနာလို့ပြောလို့ရတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဈေးကွက်ရဲ့သဘောတရားကိုသူတို့ချပြတဲ့ product နဲ့ဈေးကွက်နဲ့ကမကိုက်ညီသေးတာ